ကဲမျိုးတို့ရေကျမတော့ဒီနေ့စမိုင်းလေးကြိုပါပြပါတယ်စမိုင်းကတော့ကျမအင်ဂျက်ကထွက်တဲ့စမိုင်းနဲ့ထုတ်သုံးထားပါတယ်နှုတ်စိမ်းတစ်ခုသုံးထားပါတယ်ပြီးရင်တော့တခြားပေါ့နော်တခြားတော့ဒါအကုန်မထည့်ပါဘူးနည်းနည်းလိုတလောက်သုံးပါပါအဲစမိုင်းတို့ကိုဖောက်လိုက်တဲ့ခါမှာတော့သူ့ထဲမှာဗာလေးပါလဲစမိုင်းရဲ့ထောပတ်စီရဲ့စားရဲ့တခြားရဲ့တာကူစီရဲ့ပြီးတော့ကျမတီဟိုစီရဲ့ကြောက်ဖျုံရိုးရဲ့စပစ်တီကြောက်ရဲ့ပေါ့နော်ပါပါတယ်ပြီးရင်တော့ကျမတို့ဒီခရမ်မီတုပ်ကလေးရဲ့တခြားနဲ့ကရဝေးတုပ်ကလေးရဲ့ပါပါတယ်ကျမကတော့နွားနိုးစိတ်သားသုံးပါတယ်စီရင်တန်ဟိုးပူအောင်ထားမယ်ပေါ့နော်တန်ဟိုးလေးပူလိုက်တော့ကျမတို့ထောပတ်စီလေးမွေးနေအောင်ကျမတို့ဒါလုပ်ပေးမယ်ပေါ့နော်လော်ပေးမယ်ပေါ့အဲ့တော့ထောပတ်စီလေးကကျမတို့ပေါ့နော်ထောပတ်စီနံလေးမွေးသွားတဲ့အထိကျမတို့ဒါလော်ပေးမယ်ပေါ့နော်ထောပတ်စီလေးမွေးလာပြီဆိုရင်တော့ခုနကကျမတို့စမိုင်းကြောက်ကလေးထည့်လိုက်မယ်စမိုင်းကြောက်လေးထည့်ပြီးတော့ကျမတို့ထောပတ်စီလေးနဲ့စမိုင်းလေးကိုကြော်ပေးမယ်ပေါ့နော်ဟိုဘက်ဒီဘက်လေးကျမတို့အနံ့လေးမွေးသွားတဲ့အထိကျမတို့ကြော်ပေးပါမယ်အဲ့ထဲမှာလေကရဝေးနဲ့တချဘိုးကောက်ကတော့ပေါ့နော်ကြိုင်ရင်တချို့ကြတော့လေကရဝေးနဲ့တချဘိုးကကြိုက်တာရှိရမကြိုက်တာရှိရပေါ့နော်ကြိုင်ရင်တော့ထည့်ပါမကြိုက်ရင်တော့တင်ထားလိုက်ပါပေါ့နော်ဟင်းချက်တဲ့ခါမှာထည့်ပြီးတော့ခြံရင်လေကိုယ့်အတွက်သုံးဝင်ပါတယ်ကျမတော့ကရဝေးနဲ့တချဘိုးကောက်ဒီတစ်ခေါက်မှမထည့်လိုက်ပါဘူးကဲစမိုင်းလေးတွေကျမတို့ပေါ့နော်စမိုင်းကြောက်ကလေးတွေအနက်လေးမွေးသွားပြီဆိုရင်တော့ရင်နွေးလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့သူ့ထဲမှာပါဝင်ပစ္စည်းတွေခုနကကျမပြောထားတဲ့အတိုင်းတန်းစီထည့်လိုက်မယ်ပေါ့နော်မိမိထည့်ချင်ရထည့်လိုက်ပါတယ်စပစ်တီရောက်ထည့်မယ်ကဲပြီးရင်တော့တီဟိုစီလေးထည့်မယ်ပြီးရင်တော့ကျမတို့စားတာကူစီเนาะအကုန်လုံးတခြားခရမ်မီပေါ့နော်ခုနကကျမရိုက်ပြတဲ့ဟာအကုန်လုံးထည့်လိုက်ပါမယ်ရှင်အဲ့ဒါကြီးထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့ပွက်အောင်ပေါ့နော်နည်းနည်းလေးမှွေပေးလိုက်မှွေပေးပြီးကျမတို့ပွက်အောင်ထည့်ပါမယ်နွားတို့လည်းကျမထည့်တယ်ပေါ့နော်နွားတို့လည်းထည့်ပါမယ်ကဲနွားတို့လည်းထည့်လိုက်ပြီးဆိုရင်တော့ကျမတို့ကပွက်အောင်ထည့်မယ်ပေါ့နော်ကဲပွက်တာတော့နည်းနည်းလေးစပွက်လာတဲ့အနေထားလေးပေါ့နော်အဲ့လိုမျိုးပွက်သွားတဲ့အနေထားမှာဆိုရင်တော့ကျမတို့ဒါသူ့တွေကအရသာပြင်ကိုမိမိကအချိုရသာကြိုင်တဲ့အချိုထည့်ပေါ့နော်ဒါကတော့ကျမဦးချကန်ဒီမှာနိုစိမ်းလေးကိုဖောက်ထည့်လိုက်တာပါနိုစိမ်းကတော့ကျမတို့ကဘယ်လိုပေါ့နော်ဘာပဲချက်ဘာပဲသုံးဦးချကန်ဒီမှာထည့်လေးအနံ့မွေးလေးဖြစ်ပါတယ်ကဲကျမတို့နိုစိမ်းဘူးလေးဖောက်ထည့်ပြီးတဲ့အခါမှာကျမတို့မွေပေးပါမယ်ကဲမွေးနေတာပါပဲရှင်နိုစိမ်းဘူးလေးကျမတို့ထည့်ပြီးတဲ့အခါမှာပေါ့နော်ကျမတို့အဲ့လိုမျိုးမွေပေးပြီးရတယ်ကျမတို့နိုစိမ်းလေးကိုနည်းနည်းလေးပွက်အောင်ပြန်တည်ပြီးတော့ရင်တော့ဒါချက်ပါပြီရှင်ကဲအားလုံးပဲစမိုင်းလေးစူးစားကြည့်ကြပါနော်ရမ်းလွယ်ကူပါတယ်ရှင်ဒါအင်ဂျက်ကထုတ်ထားတဲ့စမိုင်းလေးတွေကိုကျမတို့ဒါကိုစားခြင်းတဲ့ခါမှာချက်ချင်းပဲအချိန်ပေးစရာမလိုပဲအချိန်အရင်အများကြီးပေးစရာမလိုပဲသူ့ထဲမှာအစုံနဲ့ပါတဲ့အတွက်ကြောင့်မလို့ကျမတို့စားခြင်းတဲ့ခါမှာချက်ချင်းထပြီးတော့စပြီးကြိုစားမယ်ဆိုအဆင်သင့်ဖြစ်တယ်ပေါ့နော်ကျမစမိုင်းလေးရသွားတဲ့ခါမှာတော့ကျမရဲ့မှာတာမီကင်အမေကိုကျမတိုက်ပါတယ်ပြီးရင်တော့အဖေကိုတော့တိုက်ပါတယ်ကဲကျေးဇူးသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်